မင်္ဂလာပါအင်နာဘလွန်ထဲရောပိုင်းစုမှာကြိုဆိုပါရရှင်2026ဇွန်လ15ရက်နေ့ကနေစပြီးတော့ဇွန်လကုန်အတွင်းမှာတင်ရဲ့အလုပ်ကိုင်းနဲ့ငွေကြေးအခြေအနေကိုဘယ်လိုမျိုးရှိမလဲဆိုတာကိုကြည့်ပြီးတော့မှာဖြစ်ပါရရှင်โอเคဒါလေးကတော့ file 1ပါဒါလေးကတော့ file 2ပါဒါလေးကတော့ file 3ဖြစ်ပါရရှင်တင်ကြိုက်နှစ်သက်ရာ file တစ်ခုကိုတင်ရွေးချယ်ပြီးတော့ reading ရဲ့အဖြေကိုနားထောင်နိုင်ပါရရှင်โอเคပိုင်းဝက်လေးမင်္ဂလာပါရှင်ပိုင်းဝက်လေးတွေအတွက်ဒီဇွန်လ15ရက်နောက်ပိုင်းစပြီးတော့ဇွန်လကုန်ထိတင်တို့ရဲ့စီးပွားရေးနဲ့အလုပ်ကိုင်းငွေကြေးအခြေအနေကဘယ်လိုရှိမလဲဆိုတော့တင်တို့ရဲ့အလုပ်ကိုင်းနေငွေကြေးတွေဒီ balance မျှနေပါလိမ့်မယ်ငွေကြေးမှာဆိုလို့ရှိရင်လည်းဝင်ငွေထွက်ငွေမျှတာနေပါလိမ့်မယ်အလုပ်ကိုင်းမှာဆိုလို့ရှိရင်လည်းတင်ရဲ့အနားယူချိန်နဲ့တင်ရဲ့အလုပ်လုပ်ချိန်ဟာအတင်မျှတမှုရှိနေပါလိမ့်မယ်မျှတမှုမရှိဘူးဆိုလို့ရှိရင်တင်မျှတမှုရှိအောင်တင် queue site နေထိုင်တင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တင်းရဲ့အလုပ်အကိုင်မှာတင်းရဲ့အလုပ်လုပ်တဲ့အချိန်နဲ့အနားယူတဲ့အချိန်ကမျှတမှုရှိနေမှသာလျှင်တင်းအတွက်ငွေကြေးရလည်းအဆင်ပြေနေမယ်တင်းရဲ့ lifestyle ရလည်းတတောင့်တတာဖြစ်ပြီးတော့စိတ်ချမ်းသာရစရာသတင်းကောင်းလေးတွေပါလေးရှိမယ်ပေါ့နော်အကယ်၍ပေါ့တခုခုကတင်းရဲ့အလုပ်ချိန်ကြီးပိုနေရပဲဖြစ်ဖြစ်တင်းအနားယူမဲ့အချိန်ကြီးကပဲအနားအရန်ယူပြီးတော့ပြင်းလို့နေရပဲဖြစ်ဖြစ်တခုခုက over ဖြစ်နေမယ်အရန်လွန်ကျွံနေမယ်ဆိုလို့ရှိရင်တော့တင်းရဲ့ဝင်လာမဲ့ပေါ့နော် abundance အခွင့်အလမ်းတွေနောက်ကံကောင်းခြင်းအခွင့်အလမ်းတွေအဲ့ဒီအရာတွေကလည်းတင်ကိုယ်တိုင်ကဒီအခွင့်အလမ်းတွေကိုရယူဖို့အတွက်handle မလုပ်နိုင်တဲ့အခြေအနေမှာဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီအခွင့်အလမ်းတွေကပိတ်ဆို့သွားနိုင်တယ်ပေါ့နော်ပြောရမယ်ဆိုရင်လွယ်ပြောမယ်ဆိုရင်တော့နည်းနည်းလက်ပိတ်တတ်တယ်ပေါ့နော်ကိုယ့်ရဲ့ဒီပုံထိုင်ပုံက balance မမျှနေလို့ရှိရင်လက်ပိတ်တက်တာဖြစ်တဲ့ကြောင့်မလို့အဲ့လိုပေါ့အလုံးနဲ့အနားယူတဲ့အချိန်ကို balance မရအောင်နေတင်တယ်နောက်တစ်ခုကကြတော့အဲ့လိုပေါ့နော်ဒီကတော့ဝင်ငွေထွက်ငွေကိုလည်းအဲ့လိုပေါ့တင်ရနေတင်မျှတအောင်သုံးတင်တယ်ဒီအရင်ကိုအတွက်ကိုအရင်သုံးပြီးရလဲမဖြစ်ပါစီနဲ့နောက်တစ်ခုကကြတော့အဲ့လိုပေါ့နော်တင်ရတင်ပေါ့နော် self care လေးလုပ်တင်တယ်လို့ဒီမှာမှစိတ်ဆရာပါတယ်တင်ပါတင်ပေါ့နော်တင်စိတ်ချမ်းသာရတဲ့အလုပ်လေးတွေဥမာလေ့ကျင့်ခန်းလုပ်ရတာကိုစိတ်ချမ်းသာရတယ်ဆိုရင်လည်းလေ့ကျင့်ခန်းလုပ်ဥမာတချို့ကကြတော့ဒီကတော့အနားယူချိန်ပေါ့နော်အနားယူချိန်ကိုလည်းအနားယူတဲ့အချိန်မှာလည်းကိုစိတ်ကိုလုံးဝကြီး relax ဖြစ်အောင်အနားယူတင်တယ်လို့ပြောပါတယ်အဲ့တော့အနားယူတဲ့အချိန်မျိုးမှာပေါ့နော်တချို့ကရှိရဲတချို့ကအနားယူတဲ့အချိန်မှာခန္ဓာကိုယ်ကတော့အနားယူနေဒါပေမဲ့စိတ်ကအနားမယူနေဘူးပေါ့နော်ဟိုကိစ္စတွေဒီကိစ္စတွေစိတ်ကတော့အနားမပေးနိုင်ဘူးဖြစ်နေတာပေါ့နော်ဒီလိုမျိုးမဟုတ်ဘဲနဲ့စိတ်ကောကိုယ်ရောအနားပေးခိုင်းပါတယ်စိတ်ကောကိုယ်ရောအနားယူတဲ့အချိန်မှာလုံးဝအနားယူပါအလုံးလုံးတဲ့အချိန်မှာလည်းအဲ့လိုပါပဲစိတ်ရောကိုယ်ရောနှစ်ပြီးတော့လှုပ်ပေါ့နော်ဒီလိုမျိုးဘဝကို balance ညီအောင်လုပ်တင်တယ်လို့ message ပေးပါတယ် okay နောက်တစ်ခုကကြတော့တင်ပေါ့နော်အလုပ်ကိစ္စတွေမှာတင်းရဲ့ကိုပိုင်စတိုင်တင်းရဲ့အုံကျွန်းတင်းရဲ့နီးစနစ်အတိုင်းတင်းရဲ့ပေါ့နော်တင်းရဲ့ပင်ကိုညံအတိုင်းကိုယုံကြည်ပြီးတော့လှုပ်ဆောင်ပါသူများရဲ့နီးလန်းတွေကိုလိုက်ပြီးတော့လည်းမတွေးပါနဲ့လိုက်ပြီးတော့လည်းအားမကြပါနဲ့ဘာဖြစ်လဲဆိုတော့ကိုယ်တိုင်မှာကတင်းကိုယ်တိုင်မှာကအရေးချင်းရှိနေတယ်တင်းကိုယ်တိုင်မှာကကောင်းမွန်နေပေါ့နော်ကောင်းမွန်တဲ့ညံသွေးရှိရဲဒါကြောင့်မလို့တင်းရဲ့အုံကျွန်းတင်းရဲ့ကိုပိုင်စတိုင်တိုင်းကိုပဲတင်းပါတင်းတင်ယုံကြည်ချက်အပြည့်နဲ့ပေါ့နော်နေထိုင်တင်တယ်တခြားလူတွေကိုအရင်ကိမဆိုင်ပါနဲ့နောက်တစ်ခုကကျတော့တခြားပေါ့နော်တင်ကိုဒီလိုလေးလောက်ပါလားဘာလားလောက်ပါလားဆိုပြီးတော့လာပြီးအကြံဉာဏ်ပေးတဲ့အချိန်မှာလဲတင်ရဲ့စိတ်ကဒီသူတို့ပြောတဲ့နီလန်အတိုင်းဟာတင်မကြိုက်နေဘူးတင်မှာတင်တွေးထားတလန်းရှိရဲဆိုရင်အဲ့လန်အတိုင်းတင်တွေးထားတဲ့လန်အတိုင်းကိုပဲယုံကြည်ပြီးရှောက်ပါသူတို့လန်ကကျတော့တင်နဲ့တိတ်ပြီးအံဝင်ခွင်မကြတာမျိုးဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မလို့ကိုယုံကြည်ပါပေါ့အဓိကကတော့ပြီးလို့ရှိရင်ကိုရှောက်နေတဲ့လန်အတိုင်းကိုဆက်ရှောက်ပါဘယ်သူပါပြောအရင်ကြီး serious မဖြစ်ပါနဲ့ကိုမှန်နေချင်းတဲ့အတိုင်းဆက်ရှောက်ပေါ့နော်အဓိကတစ်ခုကတော့မှန်ကန်ဖို့တော့လိုတယ်တင်ရှောက်နေတဲ့လမ်းဒီမှန်ကန်ဖို့တော့လိုတယ်တင်ကိုယ်တိုင်အုံနောက်နဲ့စဉ်းစားပြီးတော့ပေါ့နော်တေးချာလေးတော့လုပ်တင်တယ်ဒီတိုင်းဘယ်လိုပြောရမလဲလောနဲ့ rush ဖြစ်ပြီးတော့မလုပ်တင်ဘူးတင်လုပ်မယ်ဆိုတဲ့အရာတွေကိုတေးချာလေးတော့စဉ်းစားဆုံးဖြတ်ပြီးတော့မှသာလျှင်လုပ်တင်တယ်ပြီးတော့တင်လုပ်ရမယ့်အရာတင်လုပ်တဲ့အလုပ်ကိုင်ဒီလဲမျှတမှုရှိရမယ်မတရားသဖြင့်ပေါ့နော်မတရားသဖြင့်သူများအပေါ်ထိခိုက်နေတာစီတဲ့အရာမျိုးတွေဆိုရင်တော့တင်နဲ့အကျိုးမပေးဘူးဒီကာလကတင်အတွက်နည်းနည်းတရားမျှတတဲ့ကိစ္စတွေကပို့အကျိုးပေးတယ်ပေါ့နော်ဒီလိုဟာမျိုးကိုဆိုမြင်ရပါတယ်နောက်တစ်ခုကကျတော့ဒီကာလတွေမှာဒီကျန်တဲ့ပေါ့နော်6လပိုင်းဒီကျန်တဲ့ကာလတွေမှာတင်းအတွက်ငွေကြေးတွေဝင်မှုရှိတယ်ပြီးလို့ရှိရင်တင်းရဲ့ပေါ့နော်အဆောင်ရှောက်တွေပဲဖြစ်ပါစေတင်လှုပ်လိုက်တဲ့ကုသိုလ်ပေါ့နော်တင်လှုပ်လိုက်တဲ့ဌာနကုသိုလ်ကြောင့်ပဲဖြစ်ပါစေတင်းရဲ့ကောင်းမွန်တဲ့ဖြူစင်တဲ့စိတ်ထားကြောင့်ပဲဖြစ်ပါစေတင်းရဲ့မှန်ကန်တဲ့စိတ်နေသဘောထားကြောင့်ပဲဖြစ်ပါစေပေါ့နော်တင်းစီကို abundance ရောက်လာဖို့ရှိတယ်တင်းစီကိုငွေကြေး abundance ကိုပညာအရေးချင်း abundance ကိုနောက်တစ်ခုကအသိဉာဏ် abundance ကိုပေါ့နော်အဲ့ဒီလိုအရာမျိုးတွေ
ဒီကြံတဲ့6လပိုင်းကြံတဲ့ရက်အတော်အတွင်းထဲမှာတင်းစီကိုရောက်လာဖို့ရှိရပေါ့နော်အဲ့တော့ဒီ abundance တွေကိုလက်ခံရရှိဖို့အတွက်ဆိုလို့ရှိရင်တင်အကယ်၍ပေါ့နော်အဓိကအချက်ကတော့ balance မျှအောင်နေတင်တယ်တင်ရဲ့ lifestyle ကို balance ညီအောင်လုပ်တင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့နှလုံးသားနဲ့အုံနောက်ကိုလည်း balance ညီအောင်နေထိုင်တင်တယ်နောက်တစ်ခုကတင်ရဲ့ဒီကာလထဲမှာတင်ငွေကြေးအတွက်ပေါ့နော်ငွေကြေးကိုဆွဲဆောင်ခြင်းနဲ့manifest ခြင်းနဲ့ဘာညာတရကပေါ့ငွေများများဝင်ခြင်းနဲ့ဆိုလို့ရှိရင်တင်ရဲ့ style ပေါ့နော်တင်အိမ်မှာနေတာပဲဖြစ်ပါစေပေါ့နော်တင်မနဲ့မိုးလင်းလာပြီးဆိုလို့ရှိရင်တင်ကိုတင်တန့်ရှင်းစင်ကြအောင်ပေါ့နော်ရေချိုးမိုးဖီးလိမ့်ပြင်ဆင်ပြီးတော့နည်းနည်းတက်ရှင်းကြောမမောလှလှပနဲ့နေထိုင်ပါအဲ့ဒါဆိုလို့ရှိရင်တင်စီကိုကောင်းမွန်တဲ့အရာတွေနောက်ငွေကြေးတွေအဓိကတော့ငွေကြေးပေါ့နော်ငွေကြေးတွေသူ့ဟာနဲ့သူအလိုနီလန်းတွေဖန်လာပြီးတော့ရောက်ရှိလာပါလိမ့်မယ်ဒါကတော့တင်းအတွက်ပေါ့နော်ဒီဖိုင်းဝမ်လာရွေးမိတဲ့သူတွေအတွက်ကအဲ့လိုမျိုးတင်ကိုယ်တိုင်ကတက်ရကြောရှင်းကြောမော့မွှေးကြိုင်လှလှပနဲ့နေထိုင်မယ်ဆိုလို့ရှိရင်တင်းစီကိုငွေကြေးတွေက automatic ပေါ့နော်ဆွဲဆောင်ခံရပြီးတော့ရောက်လာကြတယ်ပေါ့နော်အဲ့လိုဟာမျိုးပေါ့အဲ့လို message မျိုးရပါတယ်ရှင် okay ဒါလေးကတော့ဖိုင်းဝမ်လေးအတွက်ပါOkay ဖိုင်းထူးလေးမင်္ဂလာပါဖိုင်းထူးလေးတွေအတွက်2026ဇွန်လ15ရက်နောက်ပိုင်းနေစပြီးတော့ဇွန်လကုန်ထိပေါ့နော်တင်တို့ရဲ့စီးပွားရေးနဲ့အလုပ်ကိုင်းချိန်လေးဘယ်လိုရှိမလဲဆိုတာကိုကြည့်ပေးသွားမှာဖြစ်ပါတယ်ရှင် Okay ဖိုင်းထူးလေးတွေကစီးပွားရေးနဲ့အလုပ်ကိုင်းငွေကြီးချိန်နေဒီမှာတင်တို့ပေါ့နော်ဒီ15ရက်နောက်ပိုင်းမှာနည်းနည်းလေးစိတ်အနှောက်အယှက်ဖြစ်စရာလေးတွေတော့ကြုံတွေ့ရလိမ့်မယ်အဲ့ဒါတွေဒီဘာကြောင့်လဲဆိုတော့တင်တို့အနီးနားမှာပတ်ဝန်းကျင်နားမှာတင်တို့ကိုစိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုခုပေါ့နော်လူပုဂ္ဂိုလ်ဖြစ်ပါစေဒါမှမဟုတ်လို့ရှိရင်ကိစ္စအကြောင်းအရာကိစ္စတစ်ခုခုကြုံတွေ့ရတာကြောင့်ဖြစ်ပါစေပေါ့နော်တင်တို့စိတ်အနှောက်အယှက်ဖြစ်စရာနည်းနည်းလေးကိစ္စအနေအချင်းတော့ရှိလိမ့်မယ်ကြုံရလိမ့်မယ်ဒါပေမဲ့လည်းဒါဒီအမြဲတမ်းဖြစ်နေမှတော့မဟုတ်ဘူးတစ်ခါတလေပေါ့နော်ဒီခြားထဲမှာတစ်ခါတလေဖြစ်လိမ့်မယ်နောက်တစ်ခုကတချို့ပေါ့နော်တချို့ကကျတော့စီးပွားရေးငွေကြေးမှာပေါ့နော်တင်တို့ရဲ့အတုံးကနည်းနည်းလေးလက်လွန်သွားတဲ့အတွက်ကြောင့်မလို့တင်တို့ရဲ့ budget ကနည်းသွားတဲ့အတွက်ကြောင့်မို့တင်တို့စိတ်နည်းနည်းလေးညစ်ရတာမျိုးပေါ့နော်ဒါအဲ့လိုစိတ်အနှောက်အယှက်ဖြစ်ရတာမျိုးပေါ့အဲ့လိုဟာမျိုးလည်းရှိတတ်ပါတယ်နောက်တစ်ခုကတင်တို့ရဲ့စီးပွားရေးလောက်ကိုင်းပတ်ဝန်းကျင်မှာတင်တို့ကိုနည်းနည်းလေးမနာလိုနေတဲ့သူဖြစ်ပါစေနည်းနည်းလေးမကောင်းကြံ့တဲ့သူဖြစ်ပါစေပေါ့နော်ပြောရမယ်ဆိုရင်တော့နည်းနည်းလေး anti fan ရှိနေတဲ့အတွက်ကြောင့်မလို့တင်တို့အလုံးလုံးမယ်ဘာညာပေါင်းတင်ဆက်မယ်ဆိုရင်နည်းနည်းလေးတော့တတိထားပြီးတော့ပေါင်းတင်ဆက်ဆံပါလို့ကတ်ကတော့message ပေးပါတယ်နောက်တစ်ခုကကျတော့တင်တို့အလောက်ကိုင်းထဲမှာတင်တို့အလုပ်လုပ်နေဆိုလို့ရှိရင်လဲဝဝနဲ့ပေါ့နော်လောက်ပါအရင်ဘယ်လိုပြောလဲအရင်အဲ့လိုမျိုးမသိတယ်လို့မနေပါနဲ့အရာအားလုံးလိုက်ပြီးစူးစမ်းပါပြီးလို့ရှိရင်လဲဝနဲ့လောက်ပါပြီးအဓိကတော့ညံကိုသုံးပါအုံနောက်ကိုသုံးပြီးတော့အလုပ်လုပ်ပါပေါ့နော်ဒီ15ရက်အတော်တွင်ရတော့အဲ့လိုမျိုးmessage ပေးပါတယ်နောက်တစ်ခုကကျတော့တင်တို့ပေါ့နော်ဒီပေါ့နော်အလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့စီးပွားရေးလုပ်နေတဲ့သူတွေပေါ့စီးပွားရေးလုပ်နေတဲ့သူတွေကိုပိုင်စီးပွားရေးလုပ်နေတဲ့သူတွေဘာညာပေါ့ရုံးလုပ်ငန်းလုပ်နေတဲ့သူတွေဆိုလဲဘယ်လိုပါပဲအဓိကတော့တင်တို့အကွက်မြင်ပါပေါ့နော်အကွက်မြင်ပါပြီးတော့လူတိုင်းကိုမယုံကြည်ပါနဲ့လူတိုင်းကို100% fully အပြည့်အဝမယုံကြည်လိုက်နဲ့ပေါ့နော်နည်းနည်းလေးတော့ဘယ်လိုပြောရမလဲတန်တရားစိတ်လေးတော့ထားပါဘာဖြစ်လို့လဲဆိုတော့လူတိုင်းကတင့်ကို100% လုံးပြည့်ဝဖြစ်ပြီးတော့မေတ္တာရှိနေမှမဟုတ်ဘူးပေါ့နော်အဲ့တော့တချို့သောလူတွေကအရှိမကြတော့ကောင်းပြပြီးတော့အနောက်မှာကျတော့အဲ့လိုမျိုးမကြိုက်ကြတဲ့ကိုယ်မကြိုက်ကြတဲ့မကောင်းကြံကြတဲ့သူမျိုးကြီးရှိတတ်ကြတယ်ပေါ့နော်ဒါကြောင့်မလို့လူတွေအားလုံးတော့အပြည့်အဝယုံပြီးတော့ကိုယ့်ရဲ့ကိစ္စတွေအားလုံးကိုတော့ထုတ်ဖော်ပြောပြပြီးတော့မပေါင်းသင်းပါနဲ့တဲ့အဲ့လိုမျိုးပေါ့နော်တတိလေးနဲ့ပေါင်းသင်းဆက်ဆံပါလို့ကကတော့ message ပေးထားပါတယ်အထူးသဖြင့်ပေါ့နော်စီးပွားရေးလုပ်တဲ့အရာတွေကိုစီးပွားရေးလုပ်မယ်ကိုတခုခုပေါ့အလုပ်ကိစ္စတခုခုအသက်စားတော့မယ်ဒါမှမဟုတ်လို့ရှိရင်ကိုလုံးမဲ့အရာတခုခုပေါ့ကိုတွေးထားတာတခုခုအကြံဉာဏ်တခုခုရှိတယ်ဆိုလို့ရှိရင်လည်းအားလုံးကိုလူတွေအားလုံးကိုဖြစ်ပါစေကိုရှင်းနေတဲ့သူကိုတော့ဖြစ်ပါစေပေါ့နော်ကိုရဲ့အစီအစဉ်တွေကိုမပြောပြလိုက်ပါနဲ့ကိုကတယောက်တည်းတည်ထားပါအကယ်၍ပေါ့နော် partnerရှာတယ်ကိုနဲ့စတူလုံးမယ်ဆိုရင်တော့အဲ့ partner ကိုတော့ပြောပြဒါပေမဲ့လို့လည်းအဲ့ partner ကိုလည်းလုံးဝကြီးပွင့်လင်းလင်းအရာအားလုံးထိလုံးဝကြီးတဆုံးထိတော့မချပြလိုက်နဲ့အောင်ပေါ့နော်တတိလေးနဲ့တော့ပေါင်းတင်ဆက်ဆံတတိလေးနဲ့တော့အထိုက်အလျောက်တော့ပြောပြပေါ့နော်အဲ့လိုမျိုး message ပေးပါတယ် okay နောက်တစ်ခုကကြတော့ပေါ့နော်လုပ်ငန်းလုပ်နေတဲ့သူတွေလုပ်ငန်းထဲမှာတင့်ရဲ့အကြံအစီတွေကိုပေါ့နော်တခြားသူကယူသုံးသွားတာမျိုးကြုံရတတ်တယ်ပေါ့နော်ဒါကြောင့်မလို့တင့်ရဲ့အကြံအစီတွေအဓိကတော့တင့်ရဲ့အတွေးခေါ်တွေတင်ဖန်တီးထားတဲ့တင့်ရဲ့ဒီလိုမျိုးလုပ်ရမယ်ဆိုတော့အစီအစဉ်တွေကိုတခြားသူတွေကိုမပြောပြနဲ့ပေါ့နော်တခြားသူတွေကတင့်ရဲ့အကြံဉာဏ်တွေကိုအဲ့လိုယူသုံးပြီးတော့ကွာသူတို့နာမည်ယူသွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မလို့အရင်ကိုယ့်ရဲ့အတွေးခေါ်ရဲ့အကြံဉာဏ်ကောင်းတွေကိုပေါ့နော်သူများတွေကိုမထုတ်ပြပါနဲ့တဲ့အဲ့လိုမျိုးအကြံဉာဏ်ပေးပါတယ်โอเคနောက်တစ်ခုကကြတော့
ချို့ပေါ့နော်ဒီဖိုင်းချိုးကိုလာရွေးထားတဲ့သူတွေကအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့မိသားစုနဲ့ဖြစ်စေလို့ဖော်ကိုင်မဲ့တွေနဲ့ဖြစ်စေခရီးတွေသွားရတာမျိုးကြုံရတတ်တယ်ဒါကတချို့ပေါ့နော်โอเคနောက်တစ်ခုကကျတော့တင်ဖိုင်းချိုးကိုလာရွေးမိတဲ့သူတွေတော်တော်များများကသူတို့ပေါ့နော်သူတို့ရဲ့အလုံးမှာအထက်လူကြီးစီနီယာတွေနောက်နည်းနည်းလေးသူတို့ထက်ကြီးတဲ့ရာလူကြီးတဲ့သူမျိုးတွေနောက်အသက်အရွယ်ကြီးတဲ့သူမျိုးတွေစီကနေဖေးမကိုညီဖေးမမှုကိုလက်ခံရရှိတတ်တယ်သူတို့ရဲ့ဆောင်ရှောက်မှုကိုညီပေးမှုကိုလက်ခံရရှိတတ်တယ်ပေါ့နော်နောက်တစ်ခုကသူတို့လုံနေတဲ့အလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့တိုးတက်ဖို့အတွက်နောက်ထပ် level တစ်ခုတက်ဖို့အတွက်သူတို့အဲ့ဒီအလုပ်ငန်းနဲ့ဆက်ဆက်ပြီးတော့ပေါ့နော်ပညာအသစ်တစ်ခုပညာရေးတစ်ခုကိုထပ်ပြီးတော့သင်ယူလေ့လာရတာမျိုးရှိတတ်တယ်နောက်တစ်ခုကကျတော့နောက်တစ်ခုကကြတော့တင်တို့ပေါ့နော်တချို့ဖိုင်းချိုးကိုလာရွေးမိတဲ့သူတချို့ဒီဒီ15ရက်နောက်ပိုင်းမှာတင်တို့ယာရူတိုးဖို့ဒါမှမဟုတ်လို့ရှင်လဲတင်တို့နေရာပြောင်းအလုံးနေရာပြောင်းအောင်ပြောင်းရွှေ့ရဖို့ပေါ့နော်အဲ့လိုသတင်းမျိုးလေးတွေကြားတတ်ပါတယ်အဲ့လိုအခွင့်အရေးမျိုးတွေရရှိတတ်ပါတယ်โอเคနောက်တစ်ခုကတင်တို့ဒီ6လပိုင်းကျန်တဲ့ဒီလမကုန်ခင်တောတွင်းမှာပေါ့နော်တင်တို့ရဲ့အလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့ကြတော့တင်တို့စိတ်ကြည်နပ်ရတဲ့အလုပ်ကိုင်မျိုးပေါ့နော်ဥပမာတင်တို့လုံနေရတာကအလုပ်လုပ်နေရတာပျော်ရွှင်နေတယ်တင်တို့အလုပ်လုပ်နေရတာအဆင်ပြေနေတယ်စိတ်ကြည်နပ်မှုရနေတယ်ပေါ့နော်ဒီလိုအချိန်တွေလည်းရှိတယ်ပထမဆိုပြောသလိုမျိုးဒီလိုမျိုးစိတ်နှောက်ယှက်ဖြစ်စရာအချိန်တွေလည်းကြုံရမယ်ပေါ့နော်ဒါကတော့ကောင်းတလဲဆိုးတလဲပေါ့နော်အဲ့လိုမျိုးနေ့ရက်တွေရှိနေမယ်ပေါ့နော်နောက်တစ်ခုကကြတော့တင်တို့ပေါ့နော်လုပ်ငန်းလုပ်နေရတာကတင်တို့အတွက်အဆင်ပြေနေရပြီးလို့ရှိရင်ဒီနောက်ပိုင်းပေါ့နော်15ရက်နောက်ပိုင်းတော့တင်နေမှာတင်တို့ဒီအလုပ်ကိုပို့ပြီးတော့လုပ်ဖြစ်လိမ့်မယ်လုပ်ငန်းထဲမှာတင်တို့စိတ်ကပိုရောက်လိမ့်မယ်ပြီးလို့ရှိရင်တင်တို့ရဲ့စီးပွားရေးတင်တို့ရဲ့ငွေကြေးတွေကိုတင်တို့ရဲ့စိတ်တွေကပိုပြီးတော့ရောက်ဖြစ်လိမ့်မယ်အနာယူဖို့ပေါ့နော်တင်တို့အနာယူဖို့အတွက်နည်းနည်းလေးမိကောင်းမိနေလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးရှိတတ်တယ်နောက်တစ်ခုကကြတော့တင်တို့ဒီ6လပိုင်း channel ရက်တွေတော့တင်နေမှာတင်တို့ရဲ့စိတ်ကိုပြူဝဖြစ်အောင်စင်ကြယ်အောင်တန့်ရှင်းအောင်ပေါ့နော်နေထိုင်ဖို့အကြံပေးပါတယ်တို့က message ပေးရပေါ့နော်နောက်တစ်ခုကကြတော့တင်တို့ပေါ့နော်တင်တို့စိတ်ထားကောင်းနေဖို့တို့ကmessage ပေးတယ် interview က message ပေးတယ်နောက်တစ်ခုကကြတော့တင်တို့ပေါ့နော်တင်တို့ကိုးကွယ်ရာဘာသာတရားတင်တို့ကိုးကွယ်ရာဘာသာရေးနဲ့ပတ်သက်ပြီးတော့လည်းအဲ့လိုမျိုးလှုပ်ဆောင်ခြင်းအဖြစ်ပေါ့နော်တင်တို့အတွက်စီးပွားရေးအတွက် abundance တွေရမယ်နောက်ငွေကြေးအတွက် abundance တွေရမယ်အဲ့လိုမျိုးရလာနိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့တချို့ပေါ့နော်တချို့ဒီဖိုင်းထိုးလာရမိတဲ့သူတွေကတင်တို့ရဲ့ပေါင်းတင်းဆက်ဆံရေးမှာလောက်ဖို့ကိုင်းဘက်တွေပဲဖြစ်တင်တို့ရဲ့တငယ်ချင်းတွေပဲဖြစ်ပေါ့နော်ပေါင်းတင်းဆက်ဆံရေးမှာတင်တို့အတွက်ပေါ့နော်ဒီကျန်တဲ့15ရက်ပေါ့ဂျွန်လကုန်ကန်ဒီအထိဂျွန်လကုန်အထိပေါ့နော်ဒီကျန်တဲ့15ရက်အတော်တင်နေမှာတင်တို့ရဲ့မိတ်ဆွေတွေကအထုအစိတ်ကကွဲပြားသွားမယ်ပေါ့နော်ဒီလားဘယ်သူတွေကတင်အတွက်မကောင်းတဲ့သူတွေလဲဘယ်သူတွေကတင်အတွက်ကောင်းတဲ့သူတွေလဲဘယ်သူတွေကတင်အတွက်စစ်မှန်တဲ့သူတွေလဲဘယ်သူတွေကတင်အတွက်မစစ်မှန်တဲ့သူတွေလဲဆိုတော့ဒါကွဲပြားမြင်လာရမယ်ပေါ့နော်အဲ့လို message မျိုးရပါတယ်နောက်တစ်ခုကကျတော့တင်တို့ဒီပေါ့နော်ဒီ6လပိုင်းအတော်တွင်းထဲမှာ6လပိုင်းကျန်တဲ့ရက်တွေအတော်တွင်းထဲမှာတင်တို့ပေါ့နော်တင်တို့အတွက်တကယ်ကိုစစ်မှန်နေပေါ့နော်စစ်မှန်တဲ့လူစစ်မှန်တဲ့တငယ်ချင်းစစ်မှန်တဲ့မိတ်ဆွေစစ်မှန်တဲ့ partner လောက်ပေါက်ကိုင်းpartner မျိုးကြံခဲ့လိမ့်မယ်အဲ့ဒီလူမျိုးကြံခဲ့မယ်ပေါ့နော်အဲ့ဒီလူမျိုးဒီတင်တို့ဒီတစ်လျှောက်လုံးမှာတင်တို့ဘေးနားနေပြီးတော့ဖေးမပေးလိမ့်မယ်ကူညီပေးလိမ့်မယ်စိတ်ပိုင်းဆိုင်ရာအရာဖြစ်ပါစေပေါ့နော်တင်တို့ကိုအားပေးလိမ့်မယ် supporting ပေးလိမ့်မယ်ပေါ့နော်တချို့ဒီဖိုင်းထိုးလာရမိတဲ့သူတချို့ကနိုင်ငံရခြားနဲ့ပတ်သက်ဆက်နွယ်တဲ့အလုပ်တွေကနေပြီးတော့ငွေကြေးရတာမျိုးအဲ့ဒီအလုပ်တွေကအောင်မြင်တာမျိုးအဲ့ဒီအလုပ်တွေကအကျိုးပေးတာမျိုးဒီ6လပိုင်း15ရက်နောက်ပိုင်းကနေပြီးတော့ဒီ6လပိုင်းလကုန်ထိပေါ့နော်အဲ့ဒီလုပ်ငန်းတွေကတင်းတို့အတွက်အကျိုးပေးတတ်ပါတယ်โอเคဒါတော့ဖိုင်းထိုးလေးတွေအတွက်ဆိုမြင်တဲ့လောက်ပါပဲ